လာပါရှင်။ AMIG မှဒီကနေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့နန့်ကေးဖောင်ပွားပါ။ဒီနေ့တင်ဆက်မယ့်သတင်းတွေကတော့နိုင်ငံရေးအကျဉ်းသားတဦးကိုတော်လှန်ရေးသတင်းများ like ပေးမှုနဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်း။ KNL စီဦးစီးချုပ်စောကျော်နီအိမ်အနီးကာမီကာဇီဒရုန်းပောက်ကွဲလူထိခိုက်မှုမရှိဆိုတဲ့သတင်း။ရွှေဆိုင်ဖွင့်ရန်သွားသည့်အမျိုးသမီးတဦးကိုကားတစ်စီးဖြင့်လူ၄ဦးကဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းလိုပဲဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့ပဲခူးမြို့ကနိုင်ငံရေးအကျဉ်းသားတဦးကိုတော်လှန်ရေးသတင်းများ like ပေးခဲ့တဲ့ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးခဲ့တယ်လို့မိသားစုဝင်နဲ့နှိစက်သူတဦးထံကသိရပါတယ်။ပဲခူးခရိုင်ကဆင်းဖမ်းတာပါ။ Facebook ပေါ်ကတော်လှန်ရေးသတင်းတွေကို like တွေပေးထားလို့ဆိုပြီးဖမ်းတာတဲ့အသက်က60နာဝန်းကျင်ဆိုတော့လက်ရှိချိန်မှာကျမကြီးရစိုးရင်ရတဲ့အခြေအနေပေါ့။ကူက905နဲ့အမှုဖွင့်ပြီးထောင်ကိုပို့မယ်ပြောတယ်လို့မိသားစုဝင်နဲ့နှိစက်သူနိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောပါတယ်။အဲ့ဒီနိုင်ငံရေးအကျဉ်းသားဟောင်းမှာနေဦးတော်လှန်ရေးကာလဆန္ဒပြပွဲများမှာပါဝင်လှုပ်ရှားခဲ့တာကြောင့်2021ခုနှစ်3လပိုင်းမှာစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီးနိုင်ငံရေးပုံမှန်တစ်ခုနဲ့ထောင်ဒဏ်2နှစ်ကြာခံခဲ့ရက2023ခုနှစ်မှာပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတ်လ18ရက်နေ့နနက်ပိုင်းကမြန်မာနဲ့ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ9ဌာနချုပ်ထဲကိုစစ်တပ်ကကာမီကာဇီဒရုန်းနဲ့3ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ KNL စီဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နီအိမ်အနီးကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိဘူးလို့ KNU ရဲ့နှိစက်တဲ့အတိုင်းဝိုင်းထံကသိရပါတယ်။စစ်တပ်က2024ခုနှစ်ကုန်ပိုင်းကစပြီးဒရုန်းစစ်စင်ရေးတွေကိုပုံမလှုပ်ဆောင်လာတယ်လို့တော်လှန်ရေးဒရုန်းတပ်ဖွဲ့တစ်ခုကတာဝန်ရှိသူတဦးမှ AMIG ကိုမှတ်ချက်ပြုပြောဆိုထားပါတယ်။ဒီနေ့မနက်အစောပိုင်းကလည်းတောင်တာမြို့နယ်မကြီးပင်ကျဲရွာဘုံကြီးကျောင်းကိုစစ်တပ်ကစက်တက်လေထီးနဲ့ဘုံကျဲခဲ့ပြီးနေ့စဉ်ဆိုသလိုမြန်မာနိုင်ငံတဝန်းရှိအရက်သားနေရာများကိုဘုံကျဲနေတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းတာဂတမြို့နယ်မှာဒီနေ့မတ်လ18ရက်နေ့မနက်ပိုင်းကရွှေဆိုင်ဖွင့်ဖို့သွားတဲ့အမျိုးသမီးတဦးကိုကားတစ်စီးနဲ့လူ၄ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပျောက်ဆုံးနေကြောင်းသိရပါတယ်။အဆိုပါမျိုးသမီးဟာတာဂတမြို့နယ်ရှိအမှတ်1ဈေးမှာလင်းလက်ရွှေစင်ရွှေဆိုင်အမည်နဲ့ဆိုင်ဖွင့်လှစ်ထားတဲ့ဒေါ်စန္နာလင်းခေါ်မိထုတ်ဆိုသူဖြစ်ပါတယ်။ဒီနေ့မနက်9နာရီဝန်းကျင်အချိန်က၎င်းနေအိမ်ရှိရာထူပါယုံ22လမ်းမှာဈေးကိုအသွားလမ်းထိပ်မှာအသင့်ဆောင်ဆိုင်နေတဲ့လူ၄ဦးကကားပေါ်ဆွဲတင်ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးရွှေတဲ့ပစ္စည်းတွေလည်းပါသွားတယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာတာဂတလူမိုက်ဝင်းထုတ်ဝင်းတန်ပုတ်တွေတို့ရဲ့ပိုင်နက်နယ်မြေလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့လက်အောက်မှာပြည်သူတွေဟာစားဝတ်နေရေးခက်ခဲတွေနဲ့ရင်ဆိုင်နေခဲ့ရပြီးကိုဆိုလူနိုင်တွေပေါများလာတာကိုလည်းတွေ့ရပါတယ်။ရန်ကုန်မြို့နေမျိုးသမီးတဦးကတော့ရန်ကုန်မှာစစ်တပ်ရဲ့အဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေကိုကြောက်ရစစ်တပ်ရဲ့လက်ပါစီပြူစောထီးတွေကိုကြောက်ရနောက်ပြီးခုနောက်ပိုင်းမှာခိုးဆိုးလူနိုင်တွေပြန်ပေးဆွဲတာတွေကပေါ်တင်ကိုလှုပ်လာနေကြတာအမျိုးသမီးတွေအတွက်လုံးဝကိုမလုံခြုံတော့ပါဘူးလို့ AMIG ကိုပြောပါတယ်ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်